လာမယ့်တနင်္ဂနွေနေ့မှာကျင်းပမယ့် UFC 320ပွဲစဉ်ကတော့ကြည့်ရတာတကယ်ပဲတန်တယ်ဗျ UFC ကဒီလိုမျိုးပွဲတစ်ပွဲကျင်းပမယ်ဆိုလို့ရှိရင်အမျိုးသားချန်ပီယံကပတ်လူပွဲတစ်ပွဲနဲ့အမျိုးသမီးချန်ပီယံကပတ်လူပွဲတစ်ပွဲဆိုပြီးတော့နှစ်ပွဲစီစဉ်တက်တယ်ဗျဒါပေမဲ့ဒီတစ်ခေါက်ပွဲစဉ်မှာတော့ဒီဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံလူပွဲတွေကိုအသီးသီးထည့်ထားပေးတယ်ဗျအဲကြောင့်မို့ UFC ပွဲကိုကြည့်ရတာကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့ဒီဘက်တနင်္ဂနွေနေ့ကိုကြည့်စေချင်တယ်ဗျဒါတင်မကသေးဘူးဒီ light heavyweight တန်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Kalia round 3နဲ့ G Prohaska တို့ရဲ့ပွဲစဉ်ကလည်းတကယ်ပဲကြီးလို့ကောင်းမဲ့ပွဲဗျပြီးတော့အဲ့ဒီပွဲစဉ်ကလည်းဒီ light heavyweight တန်းရဲ့ချန်ပီယံကပတ်ကိုစိန်ခေါ်နိုင်တဲ့လူကိုရွေးချယ်တဲ့ပွဲတစ်ပွဲဖြစ်လိမ့်မယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီ Kalia round 3ကလည်းလောလောလတ်လတ်မှာသူကဂျမားဟေးကိုနိုင်လာတယ်ဒီ G Prohaska ကလည်းအရင်ကသူ့ကိုဒီကပတ်ပွဲထိုးဖို့ကမ်းလှမ်းခဲ့ပေမဲ့သူစာမေးပွဲရှိလို့ဆိုပြီးတော့ညင်းခဲ့တယ်ဗျဒါပေမဲ့အခုချိန်မှာသူစာမေးပွဲပြီးသွားပြီဖြစ်တဲ့အတွက်သူချန်ပီယံကပတ်စိန်ခေါ်ပွဲထိုးဖို့လည်းသူကမျှော်လင့်တယ်လို့ပြောရတယ်ဗျအဲ့ဒီတွဲဆိုင်တွေကတော့ဗျာခဏထားလိုက်အခုပြောချင်တာတော့ဒီခေါင်းပွဲကျင်းပမဲ့ Alex Pereira နဲ့ Muhammad Ankalaev တို့ရဲ့ပွဲအကြောင်းကိုပြောချင်တယ်ဒီပွဲက MMA ပွဲစဉ်ဖြစ်တဲ့အတွက်ဘယ်သူနိုင်မယ်ဘယ်သူရှုံးမယ်ဆိုတာတော့မပြောချင်ဘူး MMA ဆိုတာကတော့အချိန်မရွေးအပြောင်းလဲဖြစ်သွားနိုင်တယ်ဗျဒါပေမဲ့တဦးပဲရွေးချယ်ပါလို့ပြောလို့ရှိရင်တော့ Muhammad Ankalaev ရဲ့ရွေးချယ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ Alex Pereira ရဲ့ကစားပုံကအားလုံးသိတယ်ဗျခက်မှန်ရလွယ်တယ် Muhammad Ankalaev ကျတော့အဲ့လိုမဟုတ်ဘူးဗျသူ့ရဲ့ကစားပုံကခက်မှန်ရခက်တယ်ဗျဒီလောက် stand fight ကောင်းပါတယ်ဆိုတော့ Alex Pereira ကြီးကိုသူ့ရဲ့ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ stand fight နဲ့ပဲရှင်ထိုးပြသွားတာကြီးကတော့လုံးဝလက်ဖျားခါလောက်တယ်ဗျဒီဒုတိယပွဲစဉ်မှာလည်း Alex Pereira ကတော့ရှင်ထိုးအောင်ပါပဲဗျသူဘလောက်ပဲသူဒီနဘန်းပိုင်းကိုလေ့ကျင့်လာဟိုငငယ်တွေကနေနဘန်းကစားနေတဲ့ Muhammad Ankalaev ကြီးတော့ရှင်းနိုင်မှာမဟုတ်ဘူး stand fight ကိုအဆင့်တန်းမြင့်လာတယ်ဆိုရင်တော့ Muhammad Ankalaev ကြီးကအရင်ပွဲတော့သူ့ stand fight နဲ့ရှင်ပြလာတာဖြစ်တဲ့အတွက်အဲ့လောက်ထိလည်းရင်ခုန်ဖို့ကမကောင်းတော့ဘူးတေချာတစ်ခုကတော့ဒီပွဲမှာ Alex Pereira ကအရင်ပွဲတွေတုန်းကလို့ဒီဘယ် white လက်တီတစ်ချက်နဲ့ပဲပွဲသိမ်းနိုင်မယ်ဆိုလို့ရှင်တော့နိုင်ဖို့လားများတယ်အကယ်၍ဒိုင်းအဆုံးဖြတ်နဲ့ပဲသွားမယ်ဆိုရင်တော့တေချာပေါက် Muhammad Ankalaev ကြီးကနိုင်သွားလိမ့်မယ်ဗျ Muhammad Ankalaev ကြီးကလည်း Alex Pereira ကိုလေတိုက်ရတယ်သူလာခဲ့တဲ့ကားတိုက်ရဆိုင်ကိုပြန်ရောက်အောင်လုပ်ပြမယ်ဆိုပြီးတော့လေတိုက်တာတယ်ဗျ Alex Pereira တယောက်အရင်တုန်းကလိုမျိုးစွမ်းဆောင်ရည်တွေချပြနိုင်မလားဆိုတော့ကျွန်တော်တို့တွေအားလုံးကြည့်ရမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်